ဒါဘဲဥကိုရိုးရိုးလေးပဲအမွေကြော်လေးပေါ့နော်တံပြာရည်နဲ့မွေးမွေးလေးနဲ့ထမင်းတုပ်လေးနော်ဒါကတော့ကြွက်6ကိုကြော်ထားတာပဲဖြစ်ပါတယ်ဒါကြက်ပေါင်6ကြော်နှစ်ခုနော်ပြီးရင်တော့ဒါကတော့ခရမ်းကစော့ဒီပါခရမ်းကစော့ဒီလဲတို့မယ်ခုဒါကတော့ငရုတ်သီးစိမ်းကိုလှော်တယ်ပြီးရင်ဒါကြက်သွန်ဖြူကိုခွာထားလေးလဲထက်လှော်ရယ်နော်ဒါပိုက်မနာအောင်လို့ပြီးရင်လှော်ထားပြီးသားကိုထောင်းလိုက်ပါမယ်ဒါငရုတ်သီးစိမ်းနဲ့ကြက်သွန်ဖြူကိုလှော်ထားတာထောင်းထားတယ်ဒီမှာလဲဒါဘဲဥကိုရိုးရိုးလေးပဲအမွေကြော်လေးပေါ့နော်ခောက်ပြီးတော့ကြော်လိုက်တာပါဒါဘဲဥကြော်ကတော့နှစ်ချက်ကြော်မယ်နော်ဘဲဥကြော်နှစ်ချက်ကြော်မယ်ဒါတော့ထမင်းဖြူလေးနော်ဒီနေ့တော့ထမင်းဟင်းနဲ့မစားပြဘူးထမင်းတုပ်မယ်နော်ဒါတော့မြင်ငပိကိုမိကင်ထားတာလေးပါဒါမြင်ငပိမိကင်ထားတာလေးထည့်မယ်ဒါတော့ခုနငရုတ်သီးစိမ်းနဲ့ကြက်သွန်ဖြူထောင်းထားတာလေးနော်ဆက်လေးဒါတော့ကြက်သွန်နီစီချက်လေးပါနော်စီချက်လေးလည်းထည့်မယ်ပြီးရင်အရသာမုန့်ထည့်မယ်ငံပြာရည်ထည့်မယ်ဒါတော့မြေပဲပါမြေပဲထည့်တုပ်မယ်နော်ပြီးရင်တော့တုပ်လိုက်ပါမယ်အရင်ဆုံးအစပလာကိုပဲသမအရင်တုပ်မယ်ပြီးမှထမင်းနဲ့ရောတုပ်လိုက်မယ်နော်အခုလိုနေပူပူမှာထမင်းဟင်းတစ်ချက်စားချင်ရင်ဒီလိုလေးလဲထမင်းတုပ်လေးတုပ်စားကြည့်နော်ဒါမြင်ငပိအနံ့လေးနဲ့ဒါမြေပဲလေးလဲဝါစားလို့ရအောင်ဒါတော့တံမယာချမ်းလေးပါတံမယာလေးညစ်ထပ်ပြီးတုပ်မယ်နော်ချင်းချင်းလေးနဲ့ထမင်းတုပ်ကတံပြာရည်နဲ့မွေးမွေးလေးနဲ့ထမင်းတုပ်လေးနော်ထမင်းတုပ်လေးရပါပြီဒါတော့ပစုံကြောက်နော်ဒါအိမ်လုံးပစုံကြောက်ရယ်ဒါခုနကြော်ထားရဲ့ဘဲဥနှစ်ချက်ရယ်ဒါကတော့ကြွက်6ကိုကြော်ထား